ကြောက်စိမ်းရှာတဲ့လုပ်ငန်းဆိုတာဗျာအတက်အရွယ်အပိုင်းခြားမရွေးရှာလို့ရတယ်ဗျဒီရှေ့မှာကျွန်တော်ရှေ့မှာရှာနေတဲ့ညီငယ်လေးဆိုရင်ဒါအတက်10နှစ်ကျော်လေးပဲရှိအောင်ပါဗျဒါတို့ကြောင်းပိတ်လို့ဆိုပြီးတော့ဒီနေ့လာရှာကြပါဗျဒီဘက်မှာရောဒီဘက်မှာဆိုတော့ကျွန်တော်တို့တက်အရွယ်ကြီးကြီးနဲ့ဦးလေးကြီးတွေလည်းတွေ့ရမယ်ဗျဒါအေးစစ်စစ်လိုက်ရှာအောင်မယ်ကြောက်စိမ်းရှာတဲ့လုပ်ငန်းဆိုတာဒီလိုမျိုးဗျကြိုက်တဲ့အချိန်ရှာလို့ရတယ်ကြိုက်တယ်လို့စိတ်ကြိုက်ပေါ့ဗျာရှာလို့ရတယ်လွတ်လပ်တယ်ပေါ့ဗျာအေးစစ်ပဲဒီဦးလေးဆိုလိုက်ရှာနေသူ့ရဲ့ကြောက်ရှာတဲ့လက်နက်လေးနဲ့ပေါ့ဗျာအေးစစ်ပဲဒီရှာမဲ့နေရာကြည့်နေရဗျဘယ်နာပို့ပြီးတော့ရှာလို့ကောင်းမလဲဆိုတာကျော်တော့ကျွန်တော်တို့မော်စီစာညီမန်ကျော်တွေဖြစ်တယ်ဗျကျော်တော့လုံးဝကောင်းတယ်မျိုးပေါ်မှာလဲကျွန်တော်တို့ကြောက်မျိုးတွေရွှေမျိုးတွေတိုက်နေဆိုတော့အောက်မှာရှာတဲ့လူတွေကလည်းအများကြီးပဲဗျပေါ်ပေါက်နေတာပဲအေးစစ်စစ်လိုက်ရှာရုံပဲဗျစိန်နဲ့ဒါအတက်အရွယ်ပိုင်းခြားမျိုးပေါ့ဗျာရှာလို့ရတယ်လုံးလို့ရတယ်ဆိုတာကိုကျွန်တော်ပြောချင်တာဗျဒီနေ့ကတော့ဒါမော်စီစာကိုရောက်နေပါတယ်